တချို့ကပြောတော့ပတ်တိုင်းကတအားရှားတယ်ပြောလို့လေကျွန်တော်ကအိမ်ကိုလည်းအပူမကက်ချင်လို့နေစိစားစိပဲတော့ရှာလို့ရလောက်တယ်မလားအမအိမ်ကိုအားနာလို့ပါကြလာရဲ့နဲ့ဟယ်လိုမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုအခုတလော NGM မှာအမေးများဆုံးဖြစ်တဲ့ပတ်တိုင်းနဲ့နေစိစားစိဆိုတဲ့အကြောင်းလေးကိုပြပြသွားချင်ပါတယ်ကဲအဲ့တော့ပတ်တိုင်းလို့ရင်ဘလောက်ရကြလဲဆိုတာကနေပြီးတော့စပြီးတော့ပြောချင်ပါတယ်အဲ့တော့ပတ်တိုင်းကအရင် content မှာလည်းရေးထားပါတယ်ဒီတွေ့ဘူးလားဟာချက် crown 100လောက်ကနေစရတာတွေ့ဘူးရပေါ့နော်100 130 120 130 140 150 160အထိတွေ့ဘူးတယ်အဲ့ဒါတော့ဘာနိုမာဆိုလို့ရှိရင်တော့160အထိတွေ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီပတ်တိုင်းကြောနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ post မှာအကိုတယောက် comment လာပြီးတော့ပေးဘူးတယ် comment ဆိုတာလည်း NGM မှာလာပြီးတော့ပေးဘူးရပေါ့နော်သူ Prague မှာ Bartender လောက်တာဒီ check crown 200နဲ့အထက်ကိုရတယ်လို့လာပြီးတော့ပြဘူးတယ်အဲ့တော့ Prague မှာဆိုလို့ရှိရင်တော့ check crown 200နဲ့အထက်ရနိုင်တယ်ပေါ့နော် Bartender ဘာတင်တာတယောက်ရဖူးတယ်ပေါ့ဒါကတော့ဒါအဲ့အကိုရေးထားတာကိုပြန်ပြီးတော့ပြပေးတာပါကျွန်တော်လက်တွေ့မှာဆိုလို့ရှိရင်တော့အခုလက်ရှိကျွန်တော် check crown 160 160 168လားမသိဘူးအဲ့လောက်အများဆုံးရတာတွေ့ပူပါတယ်အဲ့ဒါတော့ဘာလို့မှာပါအဲ့တော့ကျွန်တော်ကတော့အခုလက်ရှိ check crown 140ရပါတယ်တနာရီပေါ့နော် check crown 140ရပါတယ်ဒါကတော့ပြန်မြဘယ်လောက်ရကြလဲဆိုတာကိုပြပေးတာပါနောက်တစ်ခုကကြတော့ဘယ်လောက်လောက်ကြလဲပေါ့တရက်ကိုအချိန်ဘယ်လောက်လောက်ကြလဲဆိုလို့ရှိရင်ဒါကတယောက်နဲ့တယောက်ပေါ်တော်မူတည်ရယ်ကိုကဘယ်လောက်လောက်ချင်တာလဲကိုကဘယ်လောက်လုံနိုင်တာလဲအပေါ်မူတည်ပြီးတော့ယူလို့ရတယ်ကျွန်တော်အနေနဲ့ကတစ်နေ့ကိုပုံမှန်6နာရီပဲလုပ်ပါတယ်အဲ့တော့တစ်နေ့ကို6နာရီနဲ့ကျွန်တော်တစ်ခါလေ4ရက်လုပ်တယ်တစ်ခါလေ9ရက်လုပ်တယ်အဓိကတော့ကျွန်တော်တစ်နေ့ကို6နာရီပဲလုပ်တယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတယောက်ကတော့တစ်နေ့ကို14နာရီလုပ်ပါတယ်တနေ့ကို14နာရီသူကမနက်9နာရီရနေပြီးတော့ည7နာရီထိလုပ်ပါတယ်နောက်ထပ်တခြားတငယ်ချင်းတွေဆိုလို့ရှိရင်တော့10နာရီ12နာရီအဲ့လိုလုပ်တာကိုတွေ့ပူပါတယ်အဲ့တော့ဒါကိုရွေးချယ်မှုနဲ့ကိုပဲပေါ့နော်ကိုကတနေ့ကိုဘယ်တနားကြီးလှုပ်ချင်လဲဆိုတာကတော့ဒါစိုင်းနဲ့ကိုနဲ့ပြောပြီးတော့ရွေးချယ်မှုလုပ်လို့ရတာဆိုတော့ကိုလှုပ်နိုင်တဲ့အချိန်လှုပ်လို့ရပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဒါ6နာရီကတော့ပြဲမြဒါပေမဲ့တစ်ပတ်မှာ1ရက်လောက်တော့တစ်ခါတလေပေါ့နော်တစ်ခါလေသူတို့လိုအပ်တယ်ဆိုလို့ရှိရင်တစ်ပတ်မှာ1ရက်လောက်တော့10နာရီတော့လုပ်ပေးပါတယ်စနေနေ့ဆိုလို့ရှိရင်အဲ့လိုမှမဟုတ်ဘဲနဲ့မလို့ဆိုလို့ရှိရင်တော့မလုပ်ဖြစ်တာများပါတယ်ဒီဘက်ကိုတနေ့ကို6နာရီပဲလုပ်ဖြစ်တာများပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တွက်ပြရမယ်ဆိုလို့ရှိရင်ပတ်တိုင်းလုပ်ရင်ဘယ်လောက်ရလဲဆိုတာကကျွန်တော်ကနေ့တစ်နာရီကို140ရတယ်140ကိုမှကျွန်တော်ကတစ်နေ့ကို6နာရီလုပ်တယ်ဆိုတော့total တစ်ရက်ကို840ရတယ်840ကိုကျွန်တော်က9ရက်လုပ်တယ်ဆိုလို့ရှိရင်4200ရတယ်တစ်ပတ်ကိုအဲ့တော့တစ်ပတ်ကို4200ရတယ်ဆိုတော့ကျွန်တော်က4ပတ်လုပ်တယ်ဆိုလို့ရှိရင်တော့တစ်လကို16800ချက် crown ရပါတယ်ဒါကတော့ကျွန်တော်အခုလက်ရှိတာစမ်းမမှာလုပ်နေတဲ့ဟာလေးကိုတက်ပြပေးထားတာပါ16800ဆိုတာအတိအကျလည်းမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တစ်ခါကျရင်ကျွန်တော်6နာရီလည်းပြည့်အောင်လုပ်ချင်မှလုပ်တာတစ်ခါကျလို့ရှိရင်လည်း9ရက်မလုပ်3ရက်လုပ်တဲ့ပတ်တွေလည်းရှိတယ်4ရက်လုပ်တဲ့ပတ်တွေလည်းရှိတယ်ဒါကကြောကျွန်တော်9ရက်ဆိုပြီးတော့ပြန်ပြတွက်ပြပေးထားတာပါအဲ့တော့ဟို9ရက်မဟုတ်ဘဲနဲ့တစ်ခါလေးဒီခုနကပြောရဲ10နာရီရိုးလိုမျိုးပါသွားရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့များတဲ့အခောက်တွေလည်းရှိတယ်နည်းတဲ့အခောက်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲ့အလုပ်လုပ်ချိန်ပေါ်မူတည်ပြီးတော့များတာနေတာကြီးဖြစ်တာဆိုတော့ဒါကတော့ပြောလို့မရဘူးအဲ့တော့ပြန်များတော့ကျွန်တော် check ground ချက် ground 16000မချလဲဒါရပါတယ်ဒါပတ်တိုင်းကနေရတယ်ပေါ့နော်အဲ့တော့ဒါကတော့အခုလက်ရှိတာစမ်းမားမှာပါကျောင်းတက်နေရင်လည်းကျွန်တော်ပတ်တိုင်း job မလုပ်ဘူးလို့ကျောင်းတက်နေရင် experience ကိုတော့မပြောပြတတ်ပါဘူးဒါကျောင်းပိတ်နေတဲ့အချိန်စမ်းမားမှာဆိုလို့ရှိရင်တော့ဒီလောက်ရပါတယ်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ဟိုကိုကexperience မရှိလဲရှောက်လို့ရလားတဲ့ဒီ McDonald တို့ KFC တို့မှာ experience မရှိလဲရှောက်လို့ရလားဆိုပြီးလာမေးထားပါတယ်အဲ့တော့ experience မရှိလဲရှောက်လို့ရပါတယ်ဒါတော့ McDonald KFC မှာမဟုတ်ဘူးတခြားအလုပ်တွေမှာလဲ experience မရှိလဲရှောက်လို့ရပါတယ်အဓိကဘာအရေးကြီးရလဲဆိုတော့ referral အရေးကြီးပါတယ် referral ဆိုတာကကြတော့ McDonald KFC အပြင်တခြားကိုအလုပ်ချင်တဲ့နေရာမှာလုပ်နေပြီးသားလူကကို referral ပြန်ပေးတာမျိုးပေါ့နော်ဟိုဘက်ကအလုပ်ရှာခြင်းမှာဒါကတော့ကိုကျွန်တော်တကယ်ရင်းရှိရဲဆိုပြီးတော့ထည့်ပေးတာမျိုး referral လို့ခေါ်ပါတယ်အဲ့ referral ကအရေးကြီးပါတယ်အဓိကလည်းဒီမှာအလုပ်ခန့်ကြတာကြီးကအဲ့ referral ကနေပဲအဓိကသွားပါတယ်အားကြောင့်မို့လို့အကြံပေးချင်တာကကိုက McDonald မှာလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ McDonald မှာလုပ်နေတဲ့တကယ်ချင်းတယောက်ရှိတာမျိုးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်နောက်မှ KFC မှာလုပ်ချင်
လဲဆိုလို့ရှိရင်လည်း KFC မှာတခြားငွေချင်းတယောက်ကထည့်ပေးရမျိုးဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်အခုဒီလုံနေတဲ့ Vietnam ဆိုင်မှာဆိုလို့ရှိရင်လည်းအလုပ်လို့ဆိုပြီးကျွန်တော် post တင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့တင်ပေးလိုက်တော့လာပြီးတော့ပြောကြရဲလာပြောတဲ့လူတွေကိုကျွန်တော် boss ကိုပြန်ပြီးတော့ပြောပေးလိုက်တယ်အဲ့တော့သူတို့အဆင်ပြေသွားကြရဲအဲ့တော့ဒါ referral ထည့်ပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကပြန်ပြီးသူ့ကိုပြပေးတာပေါ့သူကတော့ experience ရှိရပြောတယ်သူကအဆင်ပြေလောက်မယ်အဲ့လိုပြောပေးလိုက်တာလား referral ပေါ့နော်အဲ့လိုမျိုးပြောပေးလိုက်တော့ပို့သူတို့လည်းအဆင်ပြေသွားတယ်ဟိုဘက်ကအလုပ်ခန့်တဲ့လူလည်းအဆင်ပြေသွားတယ်အဲ့လို referral ရှိတာက experience ရှိရတဲ့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာကအကုန်လုံးကចောင်းသားတွေပဲဆိုတော့လေအဲ့လိုအရင် experience ရှိမှဆိုပြီးတော့မဟုတ်ဘူးအဓိကတော့ခုနက referral ရတော့ပို့ပြီးတော့အရေးကြီးပါတယ်နောက်တစ်ခုကကြတော့ okay ပတ်တိုင်းကြော်တွေဘာတွေလောက်ကြလဲပေါ့ပတ်တိုင်းကြော်တွေနေရဲဆိုလို့ရှိရင်ဒီမှာကwaiter လောက်ကြရဲ waiter အခုလက်ရှိကျွန်တော်လည်းလုပ်နေရဲဒီဂျပန်ကျွန်တော်ကတော့ဒီ Vietnam ဆိုင်မှာwaiter လုပ်နေရဲပြီးတော့ဒီ KFC တို့ပြီးတော့ McDonald တို့အဲ့လိုမျိုးဆိုင်တွေမှာဒီ fast food ဆိုင်တွေမှာဟိုပါပေါ့နော် kitchen လောက်ကြရဲပေါ့နော် kitchen တို့ပြီးတော့တခြားဘာလုပ်ကြသေးလဲကျွန်တော်အတိအကျမသိပေမဲ့ဒီကကျွန်တော်ကြားတာတော့ kitchen လောက်ကြရဲပြီးတော့နောက်တစ်ခုကကျတော့ဒီဘာကာဆိုင်တွေမှာလောက်ကြရဲပြီးလို့ရှိရင်ဒီ warehouse တွေဒီ delivery service တွေမှာလောက်ကြတာမျိုးတွေတွေ့ရပြီးတော့ဒီအဲ့ပေါ့နော် warehouse ဆိုလို့ရှိရင်ကျွန်တော်တို့ DHL Notino တို့ပြီးတော့အခုသူတို့လုပ်နေတဲ့ဒီ RD တို့အဲ့လိုမျိုးရှိရပေါ့နော်ပြီးလို့ရှိရင်ဒီ delivery ဆိုလို့ရှိရင် DHL တို့အဲ့လိုမျိုးရှိပဲဒီမှာသူတို့ကလောက်ကြအများတယ်ကျွန်တော်အနေနဲ့ကတော့ဘယ်လောက်ကကောင်းတယ်မကောင်းဆိုတာတော့မပြောလို့ဘာလို့လဲဆိုတော့ဒါကကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုယ်ပဲကိုကဘယ်အလုပ်ကိုပို့ပြီးတော့လောက်ရတာကိုနဲ့ပို့ပြီးအဆင်ပြေလဲဆိုတာပေါ့မူတည်ပြီးတော့ပဲရွေးစေခြင်းနဲ့အဲ့တော့ဘယ်လောက်ကတော့ကောင်းတယ်မကောင်းဆိုတာတော့မရှိဘူးပေါ့နော်အကုန်လုံးကတော့ချွင်းချက်တော့ရှိရဲတချို့ဟာဆိုလို့ရှိရင်လည်းတစ်ခုကအဆင်ပြေပေမဲ့တစ်ခုကအဆင်မပြေတာမျိုးရှိရဲအဲ့တော့အဲ့လိုမျိုးဒါကိုကဘယ်ဟာနဲ့ပတ်သက်ပြီးတော့အဆင်ပြေမလဲဆိုတာကိုစဉ်းစားပြီးတော့ရွေးစေချင်ပါတယ်ကျွန်တော်ကတော့အဓိကအလုပ်ယူရဲ့အခါကြလို့ရှိရင်အဲ့လိုဒီအလုပ်ကနေပြီးတော့ဘယ်လိုမျိုး benefit ရမလဲဆိုတဲ့ဟာမျိုးကိုပြန်ပြီးတော့ကြည့်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီ KFC တို့ McDonald တို့အပြင်အဲ့လို fast food ဆိုင်တွေကကြတော့ insurance ကိုပြီးတော့ပြန်ပြီးတော့ပေးရပေါ့နော်အဲ့ဒါကတော့ဒီចောင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နှစ်ပြည့်သွားတဲ့အခါကျရင် insurance ဝယ်ရတဲ့အခါလေးရှိတာ哦အဲ့တော့အဲ့ insurance ကိုဒီသူတို့ဆိုင်ကနေပြီးတော့ provide လုပ်ပေးရမျိုးရှိတယ်အဲ့ဒါတော့ကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့ insurance ကကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်ချက် crown 1000ခွဲလောက်ပေးရတာဆိုတော့သူတို့ပေးရဆိုတော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်မှသိလိုက်ရတာအခုဒီတပတ်အတွင်းမှာကျွန်တော်သိလိုက်ရတာကြတော့အဲ့ insurance ဆိုတာကုမ္ပဏီကပေးရမျိုးဆိုတာတက်သူကလစာပေးတဲ့ခါကြလို့ရှိရင်ဒီအဲ့လစာတွေကနေသူကနှုတ်ထားလာတိုင်းကိုလေနှုတ်ထားပြီးတော့တနေ့ပြည့်ရဲ့ခါကျရင်ဒီကနေပြီးတော့ insurance ပြန်ပြီးတော့စီစဉ်ပေးတာတဲ့အဲ့တော့လုံးဝကြီးဒါ free ပေးရတော့မဟုတ်ဘူးပေါ့နော်ကိုကသူ့ကို security fee တို့ဘာ fee ညာ fee အဲ့လိုအကုန်ပေးထားရပြီးတော့မှသူတို့ကအဲ့ fee တွေကနေပြီးတော့ကိုက insurance ပြန်ပြီးတော့စီစဉ်ပေးရအဲ့တခုကောင်းတာကကိုကအများကြီးတခါရဲ့တောင်းဝဲဆိုပြီးစိုက်ရတာမျိုးတော့မဟုတ်ပေမဲ့ဒါနည်းနည်းချင်းစုစုသွားဆိုအရင်မပြောပါလောက်ဘူးပေါ့နော်အဲ့လိုမျိုးတစ်ခုတော့အကောင့်တွေးပြီးလို့ရတယ်ပြီးတော့အဲ့လိုဆိုင်နေရကြတော့သူကကိုယ့်ရဲ့ဆိုင်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းကဝယ်စားရဆိုလို့ရှိရင်သူက 40% off ပေးရတဲ့နဲ့40% percent အဲ့လောက် off ပေးရတဲ့နဲ့အဲ့လို percentage တစ်ခု off ပေးရပေါ့နော်ဆိုင်အများစုကဘယ်လောက်လဲတော့အတိအကျမသိတော့လို့ percentage တစ်ခုတော့ off ပေးရပေါ့နော်အဲ့လိုမျိုးတွေပေးကြရဲအဲ့တော့နောက်တစ်ခုကကြတော့ဒီ warehouse တွေပေါ့နော် warehouse တွေကကြတော့အခုလက်ရှိဆိုလို့ရှိရင်ဒါကျောင်းသားတွေအလုပ်များကြတဲ့ RD ဆိုတာရှိရဲ RD ဆိုတာသူက Pokemon ကတ်လေးစီပေးရတာလို့ပြောတယ်အဲ့တော့အဲ့ဒါရှိရဲအဲ့ဒါကကြတော့သူကတစ်နေ့ကို12နာရီလောက်ရရဲလုံးဝဟိုကတော့ရွေးလို့မရအောင်စနေနာ fix ပေါ့နော်စနေနာကြီးလောက်ရတယ်ခုနက KFC တို့မတော်နယ်တို့ကကြတော့တစ်နေ့ကို10နာရီလောက်ရတယ်ထင်တယ်ကျွန်တော်ငယ်ချင်း KFC မှာလုပ်နေရတော့တခါလေသူ6နာရီလောက်ပဲလုပ်ရတာမျိုးတွေလည်းရှိတယ်အဲ့တော့တချို့မတော်နယ်မှာလုပ်နေကြတာတော့အများစုပြောတာကြားတာ10နာရီလုပ်ရတယ်လို့ကြားရပေါ့နော်အဲ့တော့ဒါ10နာရီ6နာရီအဲ့လိုမျိုးရှိရဲခုနဒီကတော့12နာရီရှိရဲအဲ့တော့ဒီကကြတော့သူကထိုင်ပြီးတော့ပဲလုပ်ရတာတခြားဘာမှမလုပ်ရဘူးထိုင်ပြီးတော့ဒီကတ်တွေကိုပဲစီပေးနေရတာအဲ့တော့ကျွန်တော်တခြားတငယ်ချင်းတို့မေးကြည့်တာတချို့ကကြတော့သူအဆင်ပြေတယ်လို့ပြောတယ်အဲ့တော့ထိုင်ပြီးတော့ကျွန်တော်ဘာမှလည်းအရင်ပြင်မှန်လည်းမလုပ်ရဘူးပေါ့နော်ဒီတိုင်းကတ်ကိုလို့စီပေးရတာကြောင့်မလို့သူတို့အရင်မပင်ပန်းကိုလုပ်ရတာအဆင်ပြေရဲပြ
ပြီးတော့ကိုယ်တငယ်ချင်းတွေကလည်းဘေးမှာဆိုတော့သူတို့ဘယ်လိုပြောမလဲပြောရဲလောက်ရတာကောင်းတယ်ပေါ့နော်အဲ့လိုလေးရောပြောကြတယ်ဒါပေမဲ့တချို့တငယ်ချင်းတွေကြောက်တယ်သူကအဲ့ဒါကိုအစင်မပြေဘူးပေါ့နော်ဒါသူတို့အတွက်ဒီထိုင်ပြီးလုပ်နေရတာအစင်မပြေဘူးမကြိုက်ဘူးအဲကြောင့်မလို့နားလိုက်ကြတဲ့တငယ်ချင်းတွေလည်းရှိတယ်အဲကြောင့်မလို့ဟိုဒီလိုအလုပ်ရွေးတာကျတော့ကိုယ့်ရဲ့ preference ပေါ်မူတည်ပြီးတော့ရွေးစေချင်တယ်တချို့အတွက်အဆင်ပြေဆိုပေမဲ့တချို့အတွက်ကကျတော့အဆင်ပြေခြင်းမပြေမှာအဲ့တော့ကိုကစမ်းလုပ်ကြည့်လို့ရတာပေါ့နော်စမ်းလုပ်ကြည့်ပြီးတော့မှအဆင်ပြေဘူးဆိုလို့ရှိရင်တော့ကိုကနားလိုက်လို့ရတယ်ဟိုဒါကတော့ RD warehouse ပါ RD ကပုံမှန်ဆိုလို့ရှိရင်စမ်းမတော့ပို့ပြီးတော့ရှိရဲချင်တယ်အကြောင်းဖွင့်တဲ့အချိန်ကတော့သူတို့အများကြီး full time ဆိုပြီးတော့မရှိဘူး part time လောက်လေးပဲရှိရဲစမ်းမဆိုလို့ရှိရင်တော့ဒါကျောင်းသားတွေက12 hour shift full time လုပ်ရတယ်မနက်ဒီ morning shift view ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်တော့မနက်6နာရီကနေညနေ6နာရီထိလုပ်ရတယ်ဒါမှမဟုတ် night shift view ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်တော့ညနေ6နာရီကနေပြီးတော့မနက်6နာရီထိလုပ်ရတယ်အဲ့ဒါတော့ RD ပေါ့နော်နောက်တစ်ခုကကြတော့ဒီ Notino ကလေ warehouseပုံစံတဘောမျိုးပဲ Notino ဆိုတာကြောင့်လေဟို Sephora လိုမျိုးmain ကလေးတွေ skin care ပစ္စည်းတွေပြည့်ရည်မွေးဘာကြီးညာအဲ့လိုရောင်းတဲ့ပစ္စည်းအဲ့လိုရောင်းတဲ့ဘယ်လိုပြောမလဲရောင်းနေဆိုင်ပေါ့နော်အဲ့လိုပဲပြောရမယ်ထင်တယ်အဲ့တော့ဟို Notino မှာအရင်ကကျွန်တော်တန်ငယ်ချင်း2ယောက်3ယောက်တော့သွားလုပ်ဘူးတယ်အဲ့ Notino ကတော့တော်တော်လေးရောစိုးရထင်ပါတယ်တော်တော်လေးပင်ပန်းပြီးတော့ယောက်ျားလေးတောင်မှတော်တော်ပင်ပန်းနေဆိုပြီးတော့ပြောရလောက်တဲ့အထီကိုတော်တော်လေးကိုစိုးပါတယ်အဲ့တော့Notino တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့main ကလေးအနေနဲ့အရင်သွားပြီးတော့မလျှောက်သေးချင်ပါဘူးပြီးရင် तू က productivity နဲ့ပေးရပါတော့ကိုယ့်ရဲ့ productivity ကနည်းနေရဆိုလို့ရှိရင်အလုပ်ရတဲ့ဟာကတခြားလူတွေနည်းတယ်ကိုက productivity နဲ့ကိုယ့်ရဲ့ productivity ပေါ်လိုက်ပြီးပေးရဆိုတော့လေအဲ့လို main ကလေးအနေနဲ့ကတော့ရတာနည်းတယ်ဆိုပြီးတော့တွေ့ဘူးပါတယ်သူ140လောက်ကိုပေးတယ်ဆိုပေမဲ့တချို့ main ကလေးအများစု100အောက်ကိုရတာပို့ပြီးတော့တွေ့ဘူးပဲပေါ့နော်ဒါအကုန်လုံးလို့ဆိုလို့မဟုတ်ဘူးကျွန်တော်တွေ့ဘူးရတော့အဲ့လိုမျိုးတွေ့ဘူးလေအဲ့တော့ဒါကျွန်တော်တကယ်ကြီးချားယောက်ျားလေးဆိုလို့ရှိရင်တော့မှဒါကိုပင်ပန်းနဲ့ဆိုပြီးတော့ပြောကြရမလို့ဒီလိုတော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်အဲ့လိုအရင်ရွေးစရာမရှိတဲ့အခါကျမှပဲရှောက်သေးချင်ပါတယ်ရှိရဲဆိုလို့ရှိရင်တော့ Notino ကိုမရှောက်စေချင်သေးပါဘူးအဲ့တော့အဲ့ဒါတော့ Notino ပေါ့နော်နောက်တစ်ခုကကြတော့ okay နောက်တစ်ခုကကျတော့ waiter ကျွန်တော်တို့အခုလက်ရှိလုပ်နေရတာ Vietnamese restaurant တို့တခြားဆိုင်လေးပေါ့နော်အများစုကတော့ Vietnamese restaurant တွေပါပဲအဲ့မှာ waiter လုပ်တာပေါ့အဲ့တော့ waiter လုပ်တာကိုကျွန်တော်အတွက်ကဘာလို့အဆင်ပြေရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါက flexibility ဖြစ်တယ်သူတပြင်ကျွန်တော်က meeting တွေအတန်းတွေတက်ရတတ်တယ်အဲ့လို online class ရှိရမျိုးတွေဒီခါလေးကြားလို့ရှိရင် consultation session ပေါ်လာမျိုးတွေ meeting ရှိရမျိုးတွေရှိတော့ကျွန်တော်ကသူတို့ကိုပြောလို့ရတယ်အဲ့တော့ဟိုတက်နေရင်အလုပ်လုပ်နေရင်ဒီချိန်ကတော့ငါ meeting ရှိလို့နိုင်ဘက်လောက် meeting သွားတက်အောင်မယ်ဆိုရင်ရတယ်ကျွန်တော်သွားတက်လို့ရတယ်အဲ့မှာပဲပေါ့နော်စိုင်မှာပဲကျွန်တော် meeting တက်တယ် meeting တက်လို့ရှိရင်လည်းသူတို့ကအဲ့လိုဖြော်ရည်လေးစားကြလေးလာပေးရပေါ့နော်အဲ့လိုနင်းသူက family type သွားတာပေါ့အဲ့လို family type တက်တော့နည်းနည်းတော့လန့်နေပြီမဲ့အဲ့တော့ family တိုက်သွားတာပေါ့နော်အဲ့တော့အဲ့လိုဆိုလို့ရကျွန်တော် flexible ဖြစ်တယ်ပြီးတော့ဘယ်ပြောမလဲကျွန်တော်တို့က lunch ရော dinner ရော provide လုပ်ပေးတယ်အားကြောင့်မလို့ကျွန်တော်ကတပတ်9ရက်သွားဖြစ်တာလည်းပါတယ်ဘာလို့သူတို့ဒီမှာကျွန်တော်တနေ့ကို6နာရီပဲလုပ်တနေ့ကို2နာရီပဲလုပ်3နာရီပဲလုပ်ကျွန်တော်ဟိုlunch နေနဲ့ dinner နေတခုတော့စားရတယ်ပေါ့နော်အဲ့လို10 hour shift view ပဲနေဆိုတော့ကျွန်တော် lunch ရော dinner ရောအမှာပဲစားရတယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်အဲ့လိုပုံမှန်အဲ့လို part time shift လေးသွားရဆိုလို့ရှိရင်တော့ကျွန်တော်တခုမဟုတ်တခုတော့ကျွန်တော်ထုတ်ခဲ့တယ်အဲ့တော့အဲ့ဒါကျွန်တော်တို့တော့အဆင်ပြေရဲ့အိမ်မှာမချက်ချင်တဲ့အခါကြာလို့ရှိရင်လှုပ်သွားရတာသွားပြီးတော့2နာရီလောက်သွားရင်တော့မှအဲ့ဒါတခုထုတ်ပြီးပြန်လာအဲ့တော့ဒီမှာလှုပ်စားလိုက်တယ်ပေါ့နော်အဲ့တော့ဟိုချက်ရလဲသက်သာတယ်ပြီးတော့ဟိုဘယ်လိုပြောမလဲကိုကခါကြလို့ရှိရင်လည်းလေအခန်းထဲမှာဒီတိုင်းပဲနေပိတ်မိနေထားတော့ဟိုလိုသွားပြီးတော့လေခဏလေးလှုပ်လိုက်တာနည်းနည်းဘယ်လိုပြောမလဲလမ်းလျှောက်တာလို့လေ့ကျင့်ခန်းလုပ်တာလို့လည်းဖြစ်သွားတော့လေကျွန်တော်တို့အဲ့လိုမျိုးသွားဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဓိကကြည့်ရတော့ flexibility ပေါ့နော် flexibility ကကျွန်တော်တို့အဆင်ပြေရပြီးတော့ lunch provide ပေးရလဲအဆင်ပြေရအဲ့တော့ insurance ဆိုပြီးတော့သူတို့ဘက်ကနေစီစဉ်ပေးရမျိုးမရှိပေမဲ့တခြားလုပ်တွေလိုမျိုးကျွန်တော်တို့ test ဖြတ်တာမျိုးမရှိဘူးကျွန်တော်တို့ကိုသူကလာစားပေးရဆိုလို့ရှိရင် cash နဲ့ပဲပေးရအောင်မို့လို့ကျွန်တော်တို့ကtest တွေပါလဲပို့ပြီးတော့မပေးရဘူးအဲ့ဒါလည်းအဆင်ပြေရပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲအရင်ယူကောင်းcash ပေးရဆိုတော့ဟိုဘယ်လိုပြောမလဲတချို့ကတော့တိတ်ပြီးတော့တဘောကြချင်းမှကြာမှာဒါပေမဲ့ကျွန်တော်တို့ကတော့ဒီ cash ပေးတာအဆင်ပြေရပြီးရင် तू ကလာစားကိုလည်း तू ကတပတ်တစ်ခါရှင်းပေးရတပတ်တစ်ခါရှင်းပြီးတော့ဘယ်လိုပြောမလဲဆိုင်ကတနင်္ဂနွေနေ့ပိတ်တယ်ဆိုရင်ကျွန်တော်တို့စနေနေ့ဆိုရင်လာသာရှင်းပေးရလာသာရှင်းပြီးတော့ကျွန်တော်တို့ကတပတ်တစ်ခါရတယ်အဲ့တော့အရင်အကြာကြီးလည်းမဆောင်ရဘူးအဲ့ဒါတွေရတာကျွန်တော်တို့အဆင်ပြေရအဲ့တော့ဟိုကိုကအလုပ်ရှာမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကိုယ့်အတွက်ဘယ်လိုမျိုး benefit ကအဆင်ပြေမလဲဆိုတာမျိုးစဉ်းစားသိချင်ပါတယ်အဲ့တော့အဲ့ဒါအဆင်ပြေတာကိုရွေးတင်တယ်ပေါ့နော်အဲ့ဒါမှပဲဒါကိုနဲ့ဒီအလုပ်နဲ့ကအဆင်ပြေမှာဆိုတော့ဟိုအလုပ်
ဒီတခြားလူကဒီအလုပ်ကိုအဆင်ပြေရဲဆိုတိုင်းကိုတော့ကအဆင်ပြေချင်မှပြေမှာကိုနဲ့ဘယ်အလုပ်ကအဆင်ပြေမလဲဆိုတာမျိုးအခုကျွန်တော်ပြောသလိုမျိုးလေးစဉ်းစားပြီးတော့ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြိုက်တဲ့အလုပ်ပေါ့နော်ပို့ပြီးတော့ဒါရေရှည်လုပ်နိုင်တဲ့အလုပ်မျိုးကိုရမယ်လို့ထင်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့မနေ့ရလာမေးထားတာသူကငှားထားတဲ့တိုက်ခန်းဟာတဲ့9000 check crown ပေးရတယ်တဲ့ living expense ကကိုဘာသာရှားမှာမို့လို့တဲ့ maximum payment ဘယ်လောက်ရကြလဲရှင်တဲ့ cover ဖြစ်နိုင်လားရှင်တဲ့တိုက်ခန်းကလည်းရှာနေတာဒါလေးပဲ reply ရလို့ပါတဲ့ maximum payment ကတော့ခုနအမပြောသလိုပဲအမအနေနဲ့ဆိုရင် check crown 16000ပတ်ချလေးလောက်ရတယ်အဲ့တော့ဒါအမလည်းအလုပ်ပို့လုပ်တဲ့လူတွေကတော့အမထက်လည်းပိုရကြတယ်ဒါအမထက်ပေးရများတဲ့လူဆိုလို့ရှိရင်လည်းအမလည်းဘယ်လိုပြောမလဲကိုကအလုပ်ပို့လုပ်တယ်ဆိုလို့ရှိရင်ပိုရကြရပေါ့နော်16000နဲ့နေရပဲလည်းဖြစ်နိုင်တယ်16000နဲ့များရလည်းဖြစ်နိုင်တယ်အခုနအမပြောရဲ့14နာရီလောက်တငယ်ချင်းဆိုလို့ရှိရင် तू ကတပတ်ကို तू က2ရက်စက်တိုက်လုပ်ပြီးတော့1ရက်နာ2ရက်စက်တိုက်လုပ်1ရက်နာအဲ့လိုမျိုးကြီးလုပ်တာဆိုတော့တပတ်ကို तू ဟာဘယ်လိုပြောမလဲနှစ်9ရက်လောက်လုပ်တယ်9ရက်လောက်လုပ်တယ်ဆိုတော့သူ့ရဲ့ဘယ်လိုပြောမလဲတလားရှာတာအမရဲ့2ဆလောက်ရှိရပေါ့နော်ဘာလို့ဆိုတော့တနေ့လောက်တာလဲအမရဲ့2ဆလောက်တာဆိုတော့အမလည်းရတယ်အမရဲ့2ဆပို့ရတယ်အဲ့တော့ဒါကတော့ကိုလုပ်တဲ့လုပ်နဲ့အချိန်ပေါ်မူတည်ပြီးတော့ပေးဘယ်လောက်ရမလဲဆိုတာတော့ခုနအမပြောပြသွားပြီဆိုတော့တော်အမြင်ထင်တယ်check crown 9000 check crown 9000ကာဗာဖြစ်နိုင်လားဆိုတော့ចောင်းပိတ်တဲ့အချိန်အားကာဗာဖြစ်နိုင်မှာညီမလေးဘာလို့ဆိုခုနအမပြောလို့မျိုးတာအမတော်မှဒါဘယ်လောက်မှမလုပ်သေးဘူးတနေ့ကို6နာရီပဲလောက်တာဆိုတော့အဲ့လိုမျိုးပုံမှန်လုပ်မယ်ဆိုရင်တော့check crown 16000ကရတယ်အဲ့တော့ညီမလည်း check crown 9000ပြီးလိုက်တယ်ဆိုလို့ရှိရင်ကျန်တဲ့ပတ်စံနဲ့ကာဗာဖြစ်ပါတယ်ကာဗာဖြစ်တယ်ဒါပေမဲ့အဲ့လိုပေါ့နော်ဘယ်လိုပြောမလဲဒီချက်ခေါင်း9000ကကိုတွေ့ရတာအဆင်ပြေအမောက်တစ်ခုဆိုလို့ရှိရင်ကိုကပေးလို့ရတယ်ကာဗာကတော့အမခုနပြသလိုပဲဒီဆမ်မမှာဆိုလို့ရှိရင်တော့ကာဗာဖြစ်နိုင်တယ်ဒါပေမဲ့အကြောင်းတက်တဲ့အချိန်ကြာလို့ရှိရင်တော့အကြောင်းအချိန်စီဟာပေါ်မူတည်ပြီးတော့ဘယ်လောက်အားလဲကိုကဘယ်လောက်လုပ်နိုင်တာလဲအဲ့ဒါတွေလည်းတွက်ကြည့်ရမှာဆိုတော့ဘယ်လိုဖြစ်မလဲဆိုတာအမအချိန်မသိသေးဘူးပေါ့နော်ဘာလို့ဆိုအမကိုယ်တိုင်လည်းအကြောင်းဖွင့်နေနေအခုပတ်တိုင်းကြောင့်မလုပ်ဘူးသေးဘူးအဲ့တော့အမအဲ့ဒါကိုတော့အချိန်မပြောပြတတ်သေးဘူးဖြစ်နေရပေါ့နော်နောက်တစ်ခုကကျတော့ check crown 9000ကိုအိမ်လာကအတွက်ဆိုရင်ညီမလေးကဒီအမောင့်ကိုအမြဲတက်နိုင်မှာလားဆိုတော့တစ်ချက်စဉ်းစားတင်တယ်အခုကညီမလေးဖြစ်နေတဲ့ပြဿနာကိုနားလေပါတယ်ဘာလို့ဆိုတော့တိုက်ခန်းနေရရှာမရတော့ဒီတခုပဲရတာကြောင့်မို့လို့အဲ့လိုဖြစ်နေရဲဒါပေမဲ့ဘယ်လိုရမလဲဒီမှာညီမလေးအဲ့လို3လဖြစ်ဖြစ်6လဖြစ်ဖြစ်အရင်ငှားထားပြီးတော့ကိုကပိုပြီးစစ်သက်တာအခန်းတွေ့လို့ရှိရင်ပြောင်းတာမျိုးဆိုတော့ပိုအဆင်ပြေပေါ့နော်။ဘာလို့ဆိုတော့အဲ့ဒါအမ personally အမအတွက်က check crown 9000ကိုအင်္ဂါကအတွက်သုံးဖို့ဆိုလို့ရှိရင်တော့အမအတွက်များတဲ့ amount တစ်ခုဖြစ်တယ်။အဲ့တော့အမကအင်္ဂါကဆိုလို့ရှိရင် check crown 9000 6000ထက်ပိုပြီးတော့မသုံးချင်ဘူးပေါ့နော်။အဲ့တော့check crown 9000ကအမအတွက်တော့များတဲ့ amount တစ်ခုမှရှိတယ်။အဲ့ဒါကိုညီမလေးစဉ်းစားတင်တယ်ရေရှည်ဆိုလို့ရှိရင်ကိုကခံနိုင်မှာလားဆိုတဲ့ဟာကိုလေ။အဲ့တော့ခုနကကာဗာဖြစ်လားဆိုတာကတော့အမတွက်ပြထားသလိုပဲဆိုတော့ကိုလုံနိုင်တယ်လို့ကာဗာတော့ဖြစ်ပါတယ်ညီမလေးတခြားမိကိုနေကိုတော့အခုဒီဗီဒီယိုလေးထဲမှာပြောရင်းဆိုရင်းနဲ့ပဲဖြည့်ပြီးသွားပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကလည်းတော်တော်လေးတော့ရှည်သွားပါတယ်။တော်တော်လေးလည်းဒီပတ်တိုင်းကြောနဲ့ပတ်သက်ပြီးတော့ကာဗာဖြစ်သွားမယ်လို့ယုံကြည်ပါတယ်။အဲ့တော့တခြားမေးချင်တဲ့မိကုန်းလေးရှိရဆိုလို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ်။အဲ့တော့ကျွန်တော်လိုအပ်တဲ့ information လေးရှိသွားရဆိုလို့ရှိရင်လည်းထပ်ပြီးတော့ဖြည့်ပေးခဲ့လို့ရပါတယ်။နောက်ထပ်သိချင်တဲ့ topic လေးတွေရှိရဆိုလို့ရှိရင်လည်း NGN link နားမမို့လို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ်။အဲဆိုရင်ဆုံးဖြတ်ချက်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်နော်။ Bye bye